ချင်းချင်းဆက်ဆက်နဲ့ပွင့်ထွက်သွားမယ်တင်မော်ဒီတောင်းလေးကိုအင်းရလူတွေကိုလှုပ်ကြည့်ပါမယ်ပထမဦးဆုံးအနေနဲ့ငပီတောင်းကိုထည့်လိုက်ပါမယ်ငပီတောင်းထည့်ပြီးရင်ငရုတ်သီးစိမ်းထောင်းထားတာကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်မြေပဲဆန်ထောင်းထားတာလေးထည့်လိုက်ပါမယ်မြေပဲဆန်ကအင်ကြီးချုပ်မထားပါဘူးနောက်ပြီးတော့စားလေးနည်းနည်းထည့်လိုက်မယ်ပြီးသွားရင်တကြားလေးနည်းနည်းထည့်လိုက်ပါမယ်နောက်ပြီးတော့ပစွန်အကောင်ကြီးကြီးတွေထည့်လိုက်ပါမယ်ပြီးသွားရင်တံမြာသီးနဲ့ထည့်လိုက်ပါမယ်တံမြာသီးကိုတော့နှလုံးသုံးထားပါတယ်ချင်းချင်းလေးနဲ့ဆက်ဆက်လေးဖြစ်သွားအောင်လုပ်ပါဒီတစ်စိတ်ကတော့လက်ထဲကနေထွက်ပြေးသွားပါတယ်အကုန်လုံးစုံပြီဆိုတော့စပြီးတော့တမတော့အောင်မှွေလိုက်ပါမယ်ရှင်နည်းနည်းပေါ့နေလို့ငမြားလေးနည်းနည်းထည့်လိုက်ပါမယ်ဒါဆိုရင်ရပါပြီချင်းချင်းဆက်ဆက်နဲ့တင်မောတီတုပ်လေးရပါပြီရှင်အင်္ဂါလူတွေကတော့အကုန်လုံးစားလို့ကောင်းတယ်လို့ပြောကြပါတယ်ဘိုင်းမိုင်ပါရှင်